တန်ကရိယာတစ်ခုတည်းခေါင်းညက်နေတဲ့လူတစ်ယောက်ဟာအနှဲငယ်လှုပ်ရှားလိုက်တာနဲ့အသက်ဆုံးရှုံးနိုင်တယ်ဆိုတာကိုသိနေပါတယ်။သူ့ရဲ့အားနည်းနေတဲ့အခြေအနေကိုကြည့်ပြီးရန်သူကဝမ်းသာအားရရင်မောနေခဲ့ပါတယ်။အန္တရာယ်ရှိနေပေမဲ့လည်းအဲ့ဒီလူဟာတည်တည်ငြိမ်ငြိမ်နဲ့ပရိတ်တရားတော်တွေကိုရွတ်ဖတ်နေခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုရန်သူရဲ့ခေါင်းဟာလည်းအလားတူတန်ကရိယာတစ်ခုထဲမှာညက်မိသွားပါတယ်။တန်ကရိယာကစတင်တင်းကျပ်လာတဲ့အခါရန်သူဟာဘလို့ရက်တန့်ရမလဲမသိပဲထိတ်လန့်တုန်လှုပ်သွားပါတယ်။အဲ့ဒီလူကတော့သူ့ရဲ့ရုပ်ဖတ်မှုကိုဆက်လုပ်နေပြီးရန်သူရဲ့တက်ဖြတ်လိုတဲ့စိတ်ရည်ရွယ်ချက်တွေကိုစွန့်လွတ်ဖို့တိုက်တွန်းပါတော့တယ်။ဒါပေမဲ့ရန်သူကနားမထောင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ရန်သူဟာသူ့အသက်ကိုကယ်တင်ဖို့အတွက်အကြမ်းဖက်တဲ့လမ်းစဉ်တွေကိုရပ်တန့်ဖို့သဘောတူလိုက်ရပါတယ်။အဲ့ဒီအခါမှာတော့ကရိယာဟာစတင်လျှော့ရဲသွားပြီးသူ့အသက်ကိုချမ်းသာပေးလိုက်ပုံရပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလူကသူ့ရဲ့သာသနာဝင်လက်ကင်တုပ်ကိုလှုပ်ခါလိုက်တာနဲ့သူ့ခေါင်းပေါ်ကတန်ကရိယာဟာကျိုးပြတ်သွားပါတော့တယ်။ရန်သူဟာမယုံကြည်နိုင်လောက်အောင်ဖြစ်သွားရပါတယ်။အရာအလုံးကိုနားလည်သွားတဲ့ရန်သူဟာတိုက်ပွဲကိုငြိမ်းချမ်းစွာအနိုင်ယူခဲ့တဲ့ထိုလူထံမှာလုံးဝအစုံရှုံးပြီးဒူးထောက်လိုက်ပါတော့တယ်။